ကွန်ပျူတာကိုလုံးဝမသိဘူးတုံညာကနေစတင်ကြမဲ့လူတွေအတွက်ဒီနေ့မှာ episode 3အဲ့တော့ဒီနေ့ပြောမယ့်အကြောင်းအရာတွေစီကိုမသွားခင်မှာကျွန်တော်ထူးခြားတဲ့ comment တခုကျွန်တော်တွေ့ထားတယ်အဲ့ဒီ comment မှာကွန်ပျူတာကိုဘယ်လိုပါဝါဖွင့်ရမလဲလို့မေးထားတာရှိတယ်အဲ့ဒီညီကိုအတွက်ကျွန်တော်တို့ဘွဲကစနစ်တကျနဲ့ tutorial လေးဖန်တီးပေးထားတယ်မင်္ဂလာပါနဲ့ပြည်စုံကြပါစေခင်ဗျာကျွန်တော်များပြည်ပြည်ဆိုင်ရာမြန်မာမျိုးသားကွန်ပျူတာ YouTube တင်နန်းတောင်းခီးစဉ်အမှတ်EPI 3.3ဖြင့်ကွန်ပျူတာကို3ညမှစတင်ပြီးဆရာကြီးစင်တီတို့ live ပါစီနေကြမယ်ခီးသည်များအားလုံးကိုကွန်ပျူတာမှုကြီးကိုနေနဲ့ဘာမှမတတ်တဲ့ Dwebback ကွန်ပျူတာမှုချမ်းမြေ Dwebback ကွန်ပျူတာမှုနံပါတ်2 Cherry တို့ပါဝင် NC မောင်မဲများမှလိုက်လဲနှွေးထွေးစွာနှုတ်ခွန်းဆက်တာပါခင်ဗျာကွန်ပျူတာအသုံးပြုမိတင်နန်းသူတင်နန်းသားများရေးပေါ်ခြေနေရင်း live ပါလှုပ်ဆောင်ရန်များကိုရှင်းလင်းပြသမိဖြစ်ပါသောကြောင့်အထူးအလေးထားကြည့်ရှုနားဆင်ပေးပါရန်မေတ္တာရက်ခံပါသည်ကွန်ပျူတာအသုံးပြုမိလူချင်းမင်းတို့ဤစက်ပစ္စည်းများအားလျှက်စစ်မိရရှိရန်မိပလက်ပေါ်များကိုတေချာစွာထိုးထားရပါမည်အကြမ်းချိန်အတွင်းမှာကွန်ပျူတာရဲ့ခလုံးများကိုစတင်ဖွင့်တော်မှာဖြစ်ပါတယ်လူချင်းမင်းတို့ရဲ့ထိုင်ကုန်နဲ့နောက်ကျောမီများကိုတဲမတ်စွာထားရှိပေးပါရန်နဲ့ဂရင်မောက်တကားများကိုတေချာစွာပေးထားရန်မေတ္တာရက်ခံပါတယ်ချင်းများဝင်လာမှာဆိုလို့ဖြစ်ပါတယ်လူချင်းမင်းတို့ရဲ့လက်ညှိုးလေးတစ်ချောင်းကိုတေချာစွာမြောက်ကိုင်းလိုက်ဖို့လိုအပ်ပါတယ်ခလဝဝိုင်းလေးတစ်ခုကိုဆိုပါလက်ညှိုးလေးဖြင့်တာယာလေးပဲနေရာမှာဖြစ်ပါတယ်စတိုက်နေခြင်းများမပြုလို့ရင်အထူးကြည့်ဆိုင်ဖို့မြေတရခံရပါတယ်ခီးသည်များအားလုံးပဲပျော်ရွှင်ချမ်းမြေ့စရာတင်နန်းချိန်လေးဖြစ်ပါစေလို့ကပတိန်ကြီးကိုနေကနှုတ်ခွန်းဆက်တာလိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာက file တွေ folder တွေအကြောင်းဒါကလုံးဝ basic ကြတယ်အရင်ရိုးရှင်းနေဆိုပေမဲ့အရာရာအားလုံးရဲ့အသက်ကဒီကနေစတာ operating system ကို Windows ပဲသုံးသုံး Linux ပဲသုံးသုံးMac OS ပဲသုံးလို့ကွန်ပျူတာထဲမှာရှိတဲ့အချက်လက်တွေအားလုံးကိုသိမ်းဆည်းထားတာကို file လို့ခေါ်တယ်။ကွန်ပျူတာထဲမှာရှိသမျှ data အချက်လက်တွေအားလုံးကိုဘယ်လိုနည်းနဲ့ပဲသိမ်းဆည်းလဲဆိုရင် file အနေနဲ့ပဲသိမ်းဆည်းတာ။ file တွေမှာအမျိုးအစားအများကြီးရှိတယ်။ text file စာတွေရေးပြီးတော့သိမ်းထားတာ။ audio file ကျွန်တော်တို့သိမ်းထားတဲ့သချင်းလေးတွေကိုဖွင့်မယ်ဆိုရင် audio file နဲ့သိမ်းထားတယ်။ကျွန်တော်တို့သိမ်းဆည်းထားတဲ့ video တွေက video file အနေနဲ့သိမ်းထားတယ်။ဓာတ်ပုံတွေကဓာတ်ပုံ file အနေနဲ့သိမ်းထားတယ်။အဲ့တော့အဲ့ဒီ file တွေအကုန်လုံးကိုစနစ်တကျနဲ့တင်စီထားဖို့အတွက်ကိုကျွန်တော်တို့က folder ဆိုတဲ့အရာလိုတယ် folder ဆိုတာကကျွန်တော်တို့မျက်လုံးထဲမှာပစ္စည်းတွေစုံပလုံးအောင်ထည့်ထားတဲ့ခွက်ကြီးတစ်ခွက်လိုပဲယူဆလိုက်လို့လည်းရတယ်အိတ်ကြီးတစ်လုံးလိုယူဆထားလိုက်လို့လည်းရတယ်အဲ့ဒီထဲမှာ file တွေအကုန်လုံးကိုမျိုးစုံပြစ်ထည့်ထားလိုက်လို့ရတယ်အဲ့ဒီတော့ folder တွေအလုံးမှာနာမည်ရှိတယ်ကိုကလည်းနာမည်ပေးလို့ရတယ်အဲ့လိုပဲ file တွေဆိုရင်လည်းသူ့အနေနဲ့သူနာမည်ရှိတယ်ကျွန်တော်တို့အစ်စ်ဖွင့်လိုက်တယ်ဆိုရင်တော့ new file ပေါ့နော် Microsoft Word ပဲဖွင့်မလားတခြား text file ပဲဖွင့်မလားသူ default ထားတဲ့နာမည်ပါတယ်လို့ကိုကလည်းကြိုက်တဲ့နာမည်ပြောင်းလို့ရတယ် file တွေထဲမှာအစိတ်ပိုင်းနှစ်ခုပါအရှိရတစ်ပိုင်းကဘာလဲဆိုရင်ကျွန်တော်တို့အတွက်အဲ့တော့အဲ့ဒါကိုနာမည်မျိုးစုံပေးလို့ရတယ် my photo my song ကျွန်တော်ရဲ့သချင်းဒါမှမဟုတ်လေပြီးချင်တဲ့နာမည်ပေးပေါ့ဗျာဒါပေမဲ့တေချာချက်တခုကအဲ့ဒါကကျွန်တော်တို့အတွက်အနောက်ဘက်ကရှိတဲ့သချင်း file ဆိုရင် .mp3 video file ဆိုရင် .mp4 Microsoft Word ဆိုရင် docx Excel file ဆိုရင် xlsx စုံနေတာပဲအဲ့ဒီအနောက်ဖက်အချမ်းဟာကွန်ပျူတာအတွက်ကွန်ပျူတာကအဲ့ဒါကိုဘာလို့သိရမှာလဲအဲ့ဒီ file ကဘာ file လို့သိရမှာလဲဆိုတာကအဲ့ဒါအနောက်ဖက်အချမ်းကအလုပ်လုပ်သွားတာကျွန်တော်တို့က file name ပြောင်းတဲ့အခါမှာအဲ့ဒီအဆက်အနောက်က .docx .mp3 အဲ့ဒါတွေအကုန်လုံးကိုအရန်ကို view ဆက်ရတယ်အဲ့ဒါကို file extension လို့ခေါ်တယ် audio ရဲ့အောက်မှာ file extension မျိုးစုံရှိတယ် video ရဲ့အောက်မှာ file extension မျိုးစုံအဲ့တော့သူတို့ကတစ်ခုနဲ့တစ်ခုနဲ့ဘာခြားနားနေလဲဆိုရင်အဲ့ဒီ file ရဲ့ quality အရေးအသွေးအဲ့ဒါပုံမှာလည်းခြားနားတယ်နောက်တစ်ခုက compress လုပ်ထားတယ်ခေါ်တာပေါ့ဗျာဖိထားတယ်တွင်းထားတယ်ကျုံထားတယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ extension ကကွာခြားတယ်ဥပမာပြောပြရင်ကျွန်တော်တို့တချင်း audio file ဒီမှာအသုံးများတာ mp3 ဒီ compress လုပ်ထားတာအသေးဆုံးအချစ်လက်ဆုံးအထိကိုဆွဲချထားတဲ့ file နောက်ထပ်အများဆုံးတွေ့မှာကတချင်း file ပဲဒါပေမဲ့ .wma ဆိုတာတွေ့လိမ့်မယ်သူက mp3 လောက်မချစ်လက်ဘူးသူကနည်းနည်းပိုပွားတယ်နည်းနည်း data size ကြီးတယ် quality နည်းနည်းလေးပိုကောင်းတယ်ဓာတ်ပုံတွေမှာလည်းဒီလိုပဲ jpeg နဲ့ကျွန်တော်တို့ခေါ်ကြတယ် .jpg ပေါ့ဗျာjpeg file လေးပို့လိုက်ပါအောင်ဆိုရင် okay အဲ့ဒီဟာကအနေဆုံးအဆင့်ကို compress လုပ်ထားတာကျွန်တော်တို့တစ်ခါလေးကြာရင်ping format သုံးတယ် png ဘာဖြစ်လို့လဲဆိုတော့ background remove လုပ်ချင်တာတို့နောက်ကွယ်ကနေအဖြူတွေအမဲတွေကိုတခါတည်းဖျောက်ချင်တာတို့အထူးသဖြင့် logo design တွေမှာပေါ့ဗျာ jpeg ထက် png ကလောက်ရတာပို့ပြီးတော့လွယ်တယ်ပေါ့ဗျာအဲ့ဒါတွေကြောင့်ခြားနားနေတာမိတ်ဆွေရဲ့ကွန်ပျူတာဖွင့်လိုက်ဒါမျိုးကြီးပေါ်နေတာပေါ့အဲ့တော့ဘာမှမသိဘူးလို့သဘောထားလိုက်အဲ့တော့ဒီပုံမှာပါနေတဲ့အရာတွေတကူမှအောက်ကဟာတွေရောအပေါ်ဟာတွေရောဘာမှမသိဘူးလို့သဘောထားလိုက်ဒီဟာကြီးက desktop လို့ခေါ်တယ်ဒီကြားပုံကြီးကတော့ကျွန်တော်ဗလာကျွန်တော်ရှောက်တင်ထားတဲ့ wallpaper ပေါ့ဗျာဖုန်းမှာဆိုလဲဖုန်းရဲ့မျက်နှာပြင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီ wallpaper ပေါ်မှာဒီမှာကြည့်ဒါက folder လို့ခေါ်တယ်ဒါဆိုရင် file မှာမျိုးစုံရှိတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုအသစ်လုပ်မလဲဆိုတာကိုကျွန်တော်အရင်စမ်းလုပ်ပြမယ်ကျွန်တော်တို့ကတခုခုဖွင့်ချင်တယ်ဆိုရင် right click နှိပ်မယ် new နှိပ်မယ်ဘာလုပ်ချင်တာလဲ
PowerPoint လား text file လား text file ဆိုရင် text file ပေါ့နော်ကျွန်တော်နာမည်ပေးခြင်းတယ်မောင်ပေါ့နော်ဒါနာမည်ပေးလို့ရတယ်အဲ့ဒါကိုနာမည်ပြန်ပြောင်းခြင်းလေ right click နဲ့အောက်ဆုံးမှာ rename ဆိုရှိတယ်မောင်နေအောင်ပြောင်းခြင်းလားရတယ်နော် file ရဲ့ extension name ကဘယ်မှာတော့ကြည့်ရလဲဆိုရင် right click နဲ့ properties ကိုတွားလိုက်ဒီမှာကြည့်နော် .txt နောက်တစ်မျိုးသက်ကွဲအောင်လို့ not file ဖွင့်ပြမယ် right click new name ဒီတစ်ခေါက်ကျွန်တော်တို့ဘာကြီးဖွင့်ကြည့်မလဲဆိုရင် Microsoft PowerPoint test 1 okay ဒါကတော့ PowerPoint file သူလည်းဒီလိုပဲ right click နှိပ်လိုက်မယ် properties နှိပ်လိုက်မယ်သူ့ရဲ့ extension file က ဒီမှာ pptx folder တစ်ခုတိစောက်ကြည့်အောင် right click နှိပ်မယ် new နှိပ်မယ်ဒီမှာ new ဆိုရင်ဒီမှာ folder လေးပေါ်လာတယ်လေ folder ကလည်းဒီလိုပဲနာမည်ပေးလို့ရတယ် my files တခုခုပေါ့နော် folder ကိုဖွင့်လိုက်တာ ਨੇ ဒီလိုကြီးပေါ်လာမယ်ဒီဘက်အချက်မှာကကိုယ့်ရဲ့ quick access တွေပေါ့ဗျာ quick access ဆိုတာကိုကမြန်ခြင်းလို့ဘက်အချက်မှာပင်ထိုးထားတာဘက်အချက်ဟာတွေကိုမေးထားလိုက်အောင်ကျွန်တော် file နေနဲ့ရှုပ်ပွားနေတယ်အဲ့လိုကိုယ့်ကို folder ဖွင့်လိုက်ဒါမျိုးပေါ်လာတယ်လို့ကျွန်တော်ပြချင်တာ okay ဒါဆိုရင်ကျွန်တော်အရှေ့မှာပြောထားခဲ့တဲ့အတိုင်းဒါလေးကိုသေးချင်တယ်ဆိုရင်ဒီလိုပြန်သေးလိုက်တယ်ကြည့်ချင်တယ်ဆိုရင်ဒီလိုပြန်ကြည့်လိုက်တယ် okay ဒီနေရာမှာကျွန်တော်မိတ်ဆွေတွေစပြီးတော့ short key တွေစတွဲပြီးတော့သုံးတတ်ရတော့မယ်ပထမဆုံးသိရမယ် short key ဒီ window m ဆိုရင်ဒါတွေအကုန်လုံး file ကိုဆွဲထည့်လိုက်တာ quad window m က minimize လုပ်လိုက်တာပေါ့ဗျာဘောင်လေးကိုချဲ့တာတို့ကျင်းတာတို့ဒါမျိုးတွေလည်းလုပ်လို့ရတယ်ကျွန်တော်ပြချင်တာအဲ့ဒါမဟုတ်ဘူးဒီ file ကိုဒီလိုအဆွဲထည့်ပြီးတော့ပြစ်ထည့်လိုက်လေဒီမှာ folder တွေကိုရောက်လာတယ်အဲ့လိုမှမဟုတ်ဘူးဒီ file လေးကို folder တွေကိုဒီအပေါ် drag and drop ဆွဲလာပြီးပြစ်ချလိုက်ရင်လေ folder တွေကိုရောက်သွားတယ်ဆိုလိုချင်တာကိုယ့်ရဲ့ကိုယ်ပိုင် folder လေးတွေကိုနောက်ပိုင်းကျရင်တက်ရနဲ့လိုက်ပြီးတော့ကိုယ်တိုင်းတိစောက်ထားရမယ် naming system နာမည်ပေးတာလေးတွေကိုလည်းကြာနာနေအောင်လို့ပေးထားရမယ်အဲ့ဒီကောင်ကြီးတည်ရှိနေတဲ့လမ်းကြောင်းကိုကျွန်တော်တို့အရင်လေ့လာကြည့်အောင်ဒါကြီးကိုမျက်စိရှုပ်သွားမှဆိုတော့ကျွန်တော်နာမည်ပြန်ပြောင်းလိုက်အောင်မယ်နော် my folder 1လို့နာမည်ပေးလိုက်မယ် my folder 1ကဘယ်မှာရှိနေရလဲဆိုရင်လေခုနအတိုင်းပဲ right click နဲ့ properties နဲ့ကွန်ပျူတာတွေကသူ့ရဲ့ link ကိုကျွန်တော်တစ်ချက်သွားကြည့်အောင် location ကသူ့ရဲ့ link ပဲကျွန်တော်ပြောပြထားတဲ့အရှိကလေမှတ်ဉာဏ်ကြီးထဲမှာ C ရှိတယ် D ရှိတယ်အဲ့တော့ကျွန်တော် C ရဲ့ user ရဲ့ Dell ရဲ့ desktop ရဲ့အောက်မှာတည်ရှိနေတာ my folder ဆိုတဲ့ဟာကအဲ့သူဘယ်မှာနေရလဲဆိုတော့သိပါပြီ okay ဒါဆိုရင်ဒီထဲကကောင်းနေရအောင်အထဲပြန်ဝင်ကြည့်အောင်ခုနကကျွန်တော်လုပ်ထားခဲ့တဲ့အောင်တို့ test တို့အောင်ဘယ်မှာရှိနေရလဲသိချင်တယ်ဆိုရင် right click နဲ့ properties နဲ့သူ့ရဲ့ link ကိုကြည့်ကြည့် C user Dell desktop my folder 1အောက်မှာရှိနေတာပါတဲ့အခု file ကဘယ်နားမှာရှိနေလဲဆိုတော့ကိုနေရာပြန်ရှာတဲ့နီးပေါ့ဗျာအဲ့တော့မှအောင်ဖွင့်ထားတယ် okay အောင်က text file notepad ပေါ့ဗျာအောင် is ဘာညာပေါ့နော် okay ဒီ file ကိုကျွန်တော်တို့က save လုပ်ချင်တယ်ဆိုရင် file save ဆိုပြီးတော့နှိပ်လိုက်လို့ရတယ်အဲ့ဒါဆိုရင်ဒီအောင်ဘေးနားကျယ်လေးပျောက်သွားလိမ့်မယ်အဲ့ဒါဘာလို့လဲလဲဆိုတော့ file ကို save ထားတာနဲ့ save မထားတာနဲ့ဒီကျယ်လေးကိုကြည့်ရင်သိတယ်အဲ့တော့အောင် save လိုက်ပြီအဲ့ဒါဆိုပြန်ပေးကြည့်အောင်အဲ့ဒါဆိုရင်အောင်ကိုပြန်ဖွင့်လိုက်တဲ့အခါမှာကျွန်တော်ရိုက်ပြီးသားစာပေါ်နေလိမ့်မယ်အဲ့ဒါကိုကျွန်တော်က file save as မောင်ဆိုပြီးကျွန်တော်ပြန်ပြင်လိုက်မယ်အဲ့ဒါဆိုရင်အပေါ်မှာကြည့် file နာမည်ပြောင်းသွားတယ်လူတွေအဲ့နေရာကိုရောကြတယ်အောက်က folder မှာကြည့်အောင်မောင်ဖြစ်သွားပြီဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကခုနအောင်ဆိုတဲ့ file မရှိတော့ဘူးမောင်ဆိုတဲ့ file ဖြစ်နေပြီကျွန်တော် file ဘယ်နှခုဖွင့်ထားလဲဆိုတဲ့ဟာပေါ်မှာ order tab နဲ့ခုံပြီးတော့ကျွန်တော်တို့သွားကျင်တယ်သွားလို့ရတယ် order ကိုကျွန်တော်ဖိထားတာနော် order ကိုဖိထားတဲ့ tab ကို like နှိပ်ကြည့်နေအောင် save မှာလဲ short key ဆိုတာညာဘက်မှာဒီလိုကြည့်လိုက်လို့ရတယ်နော်ကျွန်တော်က save ကိုဒီကလုတ်ကိုမနှိပ်ချင်ဘူးဆိုရင် control s အဲ့ဒါဆိုရင်အတူတူပဲကျွန်တော် control s နှိပ်ပြမယ်ကျယ်လေးပျောက်သွားလိမ့်မယ်နော်ဒီနားကျယ်လေးပျောက်သွားလိမ့်မယ် control s ဟုတ်လား save ပြီးသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီ file ကိုပိတ်ချင်တယ်ဆိုလွယ်လွယ်လေးပိတ်လို့ရပါပြီအဲ့ဒါဆိုရင် order f4 ဘာနဲ့ညီမျှလဲဆိုရင်ဒီအမှားလေးနဲ့ဒီနားအမှားလေးနဲ့ညီမျှတယ်အဲ့တော့ဒီမှာကျွန်တော်နှိပ်လိုက်မယ် order f4 အဲ့တော့နောက်ထပ်အသုံးများတဲ့ဟာလေးတစ်ခုကိုထပ်ပြီးတော့ရှင်းပြပေးလိုက်မယ်အဲ့ဒါကကူးတာအဲ့တော့ကျွန်တော်အောင်ပြန်ဖွင့်လိုက်မယ်ကျွန်တော်ဒီစာကြောင်းလုံးကူးချင်တယ်ဆိုရင်ဒီ i လေးနဲ့ဖိပြီးဆွဲလိုက်တယ်ပြီးရင် control c ပြောရင်ကိုကူးချင်တဲ့နေရာမှာ control v okay right click control vအဲ့တော့ control v ကတကိစ္စ control c ကတကိစ္စပြီးရင်အကုန်လုံးကိုကျွန်တော်ဆက်လက်မှတ်ချင်တယ်ဆိုရင် control c အဲ့ဒါဆိုကူးလိုက်ပြီး control v အဲ့တော့အဲ့ဒီကောင်ကလည်းမြန်နေရမယ်ကွန်ပျူတာသုံးမယ်ဆိုရင်ပြီးသွားရင် control s နဲ့ကျွန်တော် save လိုက်တယ်ကျယ်လေးပြောက်သွားပြီနော်ပြီးသွားရင်ကျွန်တော် order f4 နဲ့ပိတ်လိုက်တယ်ဘယ်လောက်မြန်လဲအဲ့တစုံတစ်ခုခုကမှားသွားတာနဲ့ control z နဲ့ပြန်ပြီးတော့နောက်ပြန်ဆုပ်လို့ရတယ်အဲ့ဒါဆိုရင် control တစ်ခုတည်းနဲ့တော်တော်မြန်နေပြီ okay ကျွန်တော်ဒါကြီးမှားဖြတ်လိုက်ပြီမဟုတ်သေးဘူး control z ပြန်ခေါ်လိုက်လို့ရတယ်စာရီမှာလားမဟုတ်ဘူး file တွေလည်းဒီလိုသွားလို့ရတယ်နော်ဒီမှာအောင် control c control v အောင် copy မောင် copy လုပ်မယ် control c control v ဒါတွေအကုန်လုံးဆက်လက်မှတ်မယ် control a အကုန်လုံးကူးမယ် control c အကုန်လုံးထပ်ပွားမယ် control v ဟာမှားသွားပါပြီ control c
ကျွန်တော်မိတ်ဆွေတွေ file တွေ folder တွေရဲ့ structure တွေကိုသိလာမယ်ဒီဘက်အချက်မှာ type ဆိုတာတွေကဒါ extension ပုံစံတွေကိုပြောတာเนาะသူတို့ရဲ့ file size တွေဘယ်အချိန်ကနေဖန်တီးထားတာဘယ်အနာရီကနေဖန်တီးထားတာဆိုတော့ကြည့်တတ်သွားမယ်အခုဒီ file တွေအကုန်လုံးကိုပြန်ပြီးတော့ဖြတ်ချင်ပြီဆိုရင် computer မှာ delete လုပ်ရတဲ့နည်းနှစ်နည်းရှိတယ်အဲ့တော့ပထမတစ်ခုကဒီ file ကိုကျွန်တော်ဖြတ်ချင်တယ်ဆိုရင်ဒီတိုင်း delete လေးတန်းနှိပ်လိုက်လို့လည်းရတယ်အဲ့ဒါဆိုရင် icon ဘယ်ရောက်သွားမလဲဆိုရင် computer တွေကအမှိုက်ပုံးကိုရောက်သွားလိမ့်မယ် computer ထဲမှာအမှိုက်ပုံးရှိအဲ့ desktop ပေါ်မှာမရှိဘူးမထုတ်ထားဘူးဆိုရင် window ကိုနှိပ်လိုက် recycle လို့ရှာလိုက် REC ဒီမှာ computer ထဲမှာအမှိုက်ပုံးရှိတယ်နော်အမှိုက်ပုံးဖွင့်လိုက်တာနဲ့အမှိုက်ပုံးထဲမှာကျွန်တော်ခုနက delete လုပ်ထားတဲ့ဟာတွေရောက်နေပြီအဲ့တော့အမှိုက်ပုံးနဲ့နေနောက်ကိုပြန်ထုတ်ချင်တယ်ဆိုရင်လည်းအဲ့လိုပဲခုနအောင် copy ဆိုတဲ့ဟာကို right click နှိပ်လိုက် restore ဆိုလေးကိုနှိပ်လိုက်အဲ့ဆိုရင်အမှိုက်ပုံးနဲ့နေပြန်ဆွဲထုတ်ပြီးတော့နော် short key ကိုမွားထားနေအောင်လို့သုံးရမှာအဲ့ဒါမှသူများထက်မြန်မှာအဲ့တော့အောင်ကဒီမှာပြန်ရောက်လာပြီအခုအောင် copy ကပြန်ရောက်လာပြီလုံးဝပြန်မရှာကြုံဒီအောင်အမှိုက်ပုံးနဲ့လည်းပို့မှာမဟုတ်ဆိုရင်တခါတည်းမီးရှို့ပြလိုက်လို့ရတယ်အောင်ကိုနှိပ် shift ကိုဖိထား delete ကိုနှိပ်လိုက်အဲ့ဒါဆိုရင်ဒါက permanently delete ဆိုတာအမြဲတမ်းဂရုစိုက်ပါဒီ permanent ဆိုတဲ့စကားလုံးကိုဒါကလုံးဝပြန်ခေါ်လို့မရတော့တဲ့အသေးဖြတ်နည်းပေါ့နော်အဲ့ဒါဆိုရင်လုံးဝဖြတ်ချလိုက်မယ်ဆိုရင်လုံးဝပျောက်သွားပြီအဲ့ဆိုရင်ခုနအမိုက်ပုံးထဲမှာလည်းမရှိဘူးဒီမှာကြည့်ကြည့်နော်ကျွန်တော်မိတ်ဆွေအားလုံးအတွက်နောက်ဆုံးကျွန်တော်ဒါတွေအားလုံးကိုအစမ်းပြတာမလို့ဖြတ်မယ်ဆိုရင် control A shift delete ဒိန်ငုံပြောက်အမိုက်ပုံးထဲမှာလည်းမရှိဘူး memory လည်းမစားဘူးအဲ့တော့ဒီအစိပ်ပိုင်းလေးမှာကျွန်တော်မိတ်ဆွေတွေကဒီလောက်ကလေးတည်ထားရင်ပဲရပြီဒီအခြေခံလေးတွေကိုကျွန်တော်တမင်မျှဝေထားတာဒါလေးတွေကိုနားမလည်ထားလို့မရအောင်အဲ့ဒါဆိုရင်ကျွန်တော်တို့ AI လောကမှာ JSON ဆိုတာဘာလို့တာလဲ JSON format ဆိုတာဘာကိုပြောတာလဲ text file ဆိုတာဘာကိုတောင်းတာလဲ image file ကိုမှဆွဲတင်တာတို့ဆွဲချတာတို့ video ဆိုလဲဒီလိုပဲဘယ်လို quality ကိုပဲ YouTube ကလက်ခံပါတယ်တို့ဘာတို့ကျွန်တော်မိတ်ဆွေတွေက file ကိုလည်းနားမလဲဘူး file ရဲ့ extension ကိုလည်းနားမလဲထားဘူးဆိုရင်အဲ့ဒါခက်ခဲလိမ့်မယ်အဲ့တော့နောက်ထပ် video တွေမှာဆက်လက်တွေ့ဆုံကြပါမယ်အမျိုးသားပြည်ပြည်ဆိုင်ရာကွန်ပျူတာချာတော့ထိုးရပါမယ်ကျွန်တော် YouTube channel မှာ server လက်ညှိုးလေးဖြင့်တာယာလေးပဲနေရပါ